ဟုတ်ကဲ့ဒီနေ့ကျွန်တော်ဒီဗီဒီယိုလေးမှာတော့differentiation and conversion ဆိုတာလေးပေါ့နော် differentiation or conversion လည်းပြောလို့ရမယ်ဆိုဒီညခုမှာကျွန်တော်ဘာလို့တင်နေဆိုတာလေးကိုကျွန်တော်တွေးမိလို့ချက်ပြောပြချင်တာပါဆိုတော့သူကဒီအဓိကအားဖြင့်တော့ကျွန်တော်တို့ဒီခြားကုန်ပစ္စည်းနဲ့ကျွန်တော်တို့ရဲ့ကုန်ပစ္စည်းမှာဘာတွေအားသာချက်ရှိနေရလဲဆိုတော့အဓိက highlight ထားပြီးတော့ပြောတာမျိုးတွေကိုပြောချင်တာဖြစ်ပါတယ်ဒီဗီဒီယိုမှာတော့နောက်တစ်ခုကတော့ဒီတခြားကိုမှထူးခြားတဲ့အချက်လက်တစ်ခုပါနေတာမျိုးတွေကိုပဲ highlight လုပ်ပြီးတော့ကြော်ညာတာမျိုးတွေပေါ့နော်ဒါမျိုးတွေကိုတချို့တော့ဒီကျွန်တော်ဒီမှာ highlight ပြောချင်တာ creative ဘိုင်းတွေမှာ creative ဘိုင်းတွေမှာပို့ပြီးအားစိုက်တဲ့အခါတွေမှာဘာဖြစ်တယ်လဲဆိုတော့ကျွန်တော်တို့ဒီကိုယ်ပိုင်လွတ်လွတ်လပ်လပ် create လုပ်နိုင်ခွင့်နေ creation ရဲ့ဒီ white ကျေပြတ်မှုအပိုင်းတွေမှာကျွန်တော်တို့ရဲ့အားနည်းမှုလေးရှိသွားနိုင်တယ်ဘယ်လိုမျိုးလေးဖြစ်မလဲဆိုရင်တော့ဥပမာအချိုးမတက်လို့အချိုးရမတော့ဘူးလားတခြားတစ်လုံးကမပါတယ်ဒီအချိုးရတောက်တော့လိုက်ပါဆိုတော့မျိုးလေးပြီးရေသွေးညံ့တဲ့ပစ္စည်းကြောင့်စိတ်ညစ်နေလားဒီရေသွေးမှာနံပါတ်1ဖြစ်တယ်ဒီဆေးပစ္စည်းတွေကိုအသုံးပြုလိုက်ပါဆိုတော့မျိုးလေးဒါမျိုးတွေတွေ့ကြပါနောက်တစ်ခုကတော့ဒီလိုမျိုးတက်ပစ္စည်းတွေမပါဝင်တဲ့အတွက်ကြောင့်မလို့ပိုကောင်းပါတယ်ပေါ့နော်နောက်တစ်ခုကျတော့ဒီလိုတက်ပစ္စည်းတွေကဒီ product မှာပဲကျမတို့ရဲ့ product မှာပဲကျွန်တော်တို့ product မှာပဲပါဝင်တဲ့အတွက်ကြောင့်မလို့ပိုကောင်းပါတယ်ဆိုတော့မျိုးတွေကျွန်တော်တို့ကအများဆုံးအဖြစ်တွေ့ရတဲ့ဟာမှာများသောအားဖြင့်ဒီ mass market နဲ့ဒီ audience အများဆုံးမှာကြတော့ဒီအများစုကိုရည်ရွယ်မယ်ဆိုရင်တော့ကျွန်တော်တို့ကဒီလိုမျိုးသွားပါတက်စားရင်ခုနကကျွန်တော်ပြောတဲ့ဒီ conversion လုပ်ခြင်းကကိုယ့်ရဲ့ product ကိုပဲဒီမှာဘာတွေကောင်းပါတယ်ဘယ်လိုမျိုးတွေကျွန်တော်တို့ကစမ်းဆောင်လိုက်ပါတယ်ဘယ်လိုမျိုးတွေဒီကိုကောင်းမွန်တဲ့အနေထားကြီးမားမားရှိပါတယ်ဆိုတော့ပြပြီးတော့ creative ကို freedom ဖြစ်စွာနဲ့ကျွန်တော်တို့ကကြည်ပြောလေးလုံနိုင်တာလေးတွေဆိုရင်ပိုကောင်းတဲ့အဖက်တွေရရှိနိုင်တယ်ဆိုတော့ကျွန်တော်စဉ်းစားပြီးလို့ဒီလိုလေးပြပြဖြစ်ပါတယ်ဒီဆေးလုံးလေးဟာဒီဆေးပစ္စည်းလေးဟာကျွန်တော်တို့ကအရင်ကောင်းလို့တရားမင်းကြီးကိုလည်းတော့မှဒီယောဂအားလုံးအတွက်အဆင်ပြေနိုင်တော့ဆေးတော်ကြီးပုံစံမျိုးကျွန်တော်တို့ကဒီလိုဖန်တီးနိုင်တာလေးတစ်ခုရှိမယ်โอเคနောက်တစ်ခုကဥပမာဒီတော့ကြိုင်လေးဒီတမီးလေးဟာရက်ကောင်းလို့ဒီစက်ကြဝဠာကြီးတစ်ခုလုံးတော့မှသူကအလင်းဆောင်ပေးနိုင်တယ်ဆိုတော့မျိုးတော်လကောင်းပေါ့နော်ဒါတော့ကျွန်တော်တို့ creative ကိုပို့ပြီးတော့အားရှိနဲ့ကျွန်တော်ပို့ပြီးတော့creative အမြင်အားဖြင့်ဆိုတော့ creative အတွေးအားဖြင့်တော့ပို့ပြီးတော့လူတွေရဲ့မျက်စိထဲမှာဆွဲမှတ်သွားစေနိုင်တယ်နဲ့ကြော်ညာမျိုးတွေကျွန်တော်တို့ကဒီဇိုင်းမျိုးလေးတွေပိုစတာလေးတွေဖြစ်စီကျွန်တော်တို့ကဖန်တီးမှုမှာပို့ပြီးတော့အားကောင်းလာမှာကိုတွေ့ရမှာဖြစ်ပါတယ်ဒါပြင်ကျွန်တော်တို့ဒီ internet ဒီအချက်လက်မှာလည်းရှာဖွေတဲ့အခါကျရင်လည်းကျွန်တော်တို့ဒီdifferentiation လုပ်မှုကိုသူကဒီ external pattern လို့ကိုသုံးလုံးလာမျိုးကိုတွေ့ရမှာဖြစ်ပြီးတော့ဒီလိုမျိုးconversion လုပ်တဲ့brand အနေထားမျိုးမှာဆိုလို့ရှိရင်เนาะဒီ internet clarity ဆိုတဲ့ပုံစံမျိုးသုံးသက်တာကိုကျွန်တော်တို့လေ့လာတွေ့ရှိတဲ့ချက်လေးရှိမှာပါဆိုတော့ကျွန်တော်တို့ဒီအမြင့်ချုပ်အပြင်ဆိုရင်တော့ဒီ conversion လုပ်ခြင်းကိုယ့်ရဲ့ brand conversion လုပ်ခြင်းဆိုတော့ရှား brand အနေနဲ့ direction လုပ်နေခြင်းတစားရဲ့ကျွန်တော်တို့ credit မှာရဲ့အမြင်မှာဆိုရင်တော့ဒါကကျွန်တော်ပို့ပြီးတည်ရပြီးမဲ့ပြုလုပ်နိုင်တဲ့ creative ဖြစ်ကောင်းလုပ်နိုင်တဲ့ကျွန်တော်တို့ရဲ့land တစ်ခု weight တစ်ခုလို့ကျွန်တော်သုံးသပ်မိပါခင်ဗျာဒါလေးတော့ကျွန်တော်ရဲ့တင်ပြချက်လေးတစ်ခုကိုကျွန်တော်ဒီမှာ sharing လုပ်ပေးသွားခြင်းဖြစ်ပါတယ်ကျေးဇူးပါခင်ဗျာ